ကင်ညာနိုင်ငံရဲ့ကျေပြောလာတဲ့ဇကြက်မြေပြင်ဟာတဘာဝလောကရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့အံ့ဩစရာအောင်မြင်မှုတွေအမြဲတစေဖြစ်ပျက်နေတဲ့နေရာတစ်ခုပါဒီနေရာမှာအမြန်နှုံးကိုအသုံးချပြီးအမဲလိုက်ရာမှာနာမည်ကျော်တဲ့တစ်ကျုပ်တွေကိုကျွန်ုပ်တို့မြင်တွေ့ရမှာပါဒါပေမဲ့ပုံမှန်အားဖြင့်တကောင်ချင်းအမဲလိုက်တဲ့တစ်ကျုပ်တွေဟာဒီကနေ့မှာတော့သူတို့ရဲ့ပုံစံကွက်ထဲကနေရဲရဲဝံ့ဝံ့ခွဲထွက်ဖို့ပြင်ဆင်နေကြပါပြီတစ်ကျုပ်တွေဟာလင်းမြန်ပေမဲ့ချင်းသေးတွေလိုခွန်အားကြီးမားတဲ့တတ္တဝါမျိုးမဟုတ်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံဟာတားကောင်ငယ်ကလေးတွေကိုအရှိန်နဲ့လိုက်လံဖမ်းဆီးဖို့အတွက်ပဲအထူးပြုထားတာပါဒါပေမဲ့အခုမြင်တွေ့ရတဲ့တစ်ကျုပ်ညီကိုသုံးကောင်ကတော့တခြားလူတွေနဲ့မတူပါဘူးသူတို့ဟာအဖွဲ့အစည်းနဲ့ပူးပေါင်းလှုပ်ဆောင်ခြင်းရဲ့အကျိုးကျေးဇူးကိုကောင်းကောင်းနားလည်ထားကြသူတွေပါသူတို့ရဲ့ရှေ့မှာရှိနေတာကတော့ခွန်အားကြီးမားလာတဲ့ငှက်ကလအုပ်မကြီးတစ်ကောင်ဖြစ်ပါတယ်ငှက်ကလအုပ်ဟာတစ်ကျုပ်ထက်အရွယ်အစားနှစ်ဆကျော်ကြီးမားသလိုပြင်းထန်တဲ့ကံကြက်တစ်ခုတည်းနဲ့တင်ရန်သူကိုအသက်ဆုံးရှုံးစေနိုင်တဲ့အထိအန္တရာယ်ကြီးမားပါတယ်တစ်ကျုပ်ညီကိုတွေအတွက်ဒါဟာဆွန်စားမှုကြီးတစ်ခုပါအကယ်၍သူတို့တွေကတကောင်ကောင်သာထိခိုက်ဒဏ်ရာရသွားခဲ့ရင်ကျန်တဲ့နှစ်ကောင်အတွက်အခုလိုတားကောင်ကြီးတွေကိုဖမ်းဆီးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးသူတို့ရဲ့နီးပြူဟာတော့ထူးခြားပါတယ်တားကောင်ဖြစ်တဲ့ငှက်ကလအုပ်ဟာအစာပိုင်းမှာတစ်ကျုပ်တကောင်တည်းကိုပဲမြင်တွေ့တာကြောင့်တိတ်ပြီးစိုးရိမ်မှုမပြပါဘူးဒါပေမဲ့အချိန်ကိုက်မှာပဲကြံတဲ့ညီကိုတွေကဝိုင်းရံပိတ်ဆို့လိုက်တဲ့အခါမှာတော့အခြေအနေတွေဟာရုပ်ကြီးပြောင်းလဲသွားပါတယ်ငှက်ကလအုပ်ဟာဘ누구ကိုအရင်တုံ့ပြန်ရမလဲဆိုတာဝေခွဲမရဖြစ်နေချိန်မှာပဲတစ်ကျုပ်တွေကသူတို့ရဲ့ပြစ်မှတ်ကိုအတိအကျပြောင်းလဲတိုက်ခိုက်လိုက်ပါတယ်ငှက်ကလအုပ်ရဲ့အင်အားကြီးမားတဲ့ကိုယ်တွေကိုလဲပြိုသွားအောင်တစ်ကျုပ်သုံးကောင်စလုံးရဲ့စူပေါင်းခွန်အားနဲ့လေးချိန်ကိုအသုံးချရပါတယ်ဒါဟာတဘာဝတရားတွေကအားနည်းသူတွေစူပေါင်းလိုက်တဲ့အခါဖြစ်ပေါ်လာတဲ့အင်အားကိုတက်တည်ပြနေတာပါငှက်ကလအုပ်ဟာနောက်ဆုံးအချိန်ထိခုခံဖို့ကြိုးစားခဲ့ပေမဲ့စနစ်တကျဗျူဟာခင်းထားတဲ့တစ်ကျုပ်ညီကိုတွေရဲ့အဖွဲလိုက်လှုပ်ဆောင်မှုကိုတော့မရှင်နိုင်ခဲ့ပါဘူးဒီဖြစ်ပျက်ကနေကျွန်ုပ်တို့သိနိုင်တာကတောရိုင်းတိရစ္ဆာန်တွေဟာရှင်သန်ဖို့အတွက်သူတို့ရဲ့မူလဗီဇတွေကိုကျော်လွန်ပြီးတင်ယူမှုအသစ်တွေပူးပေါင်းဆောင်ရွက်မှုအသစ်တွေကိုဖန်တီးလာကြတယ်ဆိုတာပါပဲအဆုံးသတ်မှာတော့တစ်ကျုပ်ညီကိုတွေဟာသူတို့ရဲ့ရဲဝန်းတဲ့ဗျူဟာကြောင့်ကြီးမားတဲ့ဆုလက်ကိုရရှိသွားခဲ့ပါပြီကင်ညာလွင်ပြင်ရဲ့ဒီတိုက်ပွဲဟာအင်အားကြီးမားခြင်းထက်စူးစီးခြင်းနဲ့ဉာဏ်ပညာကပိုမိုအရေးကြီးကြောင်းပြသနေခဲ့တဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်တဘာဝလောကရဲ့အလှတရားနဲ့ကြမ်းတမ်းမှုတွေဟာအမြဲတမ်းဒွန်တွဲနေပြီးအပြောင်းလဲကိုလက်ခံနိုင်တဲ့သူတွေသာလျှင်ဒီလောကမှာဆက်လက်ရှင်သန်ခွင့်ရကြတာဖြစ်ပါတယ်